ဘောစိတ်ကုန်းနေမုံတုံးပန်မေခင်ပြူရဲ့ဘေးရွာမှာနေတာကိုသိချင်းလာပါတယ်မိုင်းညူညူဆိုင်လို့ရဲ့ယူပြာဤမောင်ချေတော်တလေးတွေကဆွေအေးရွာပဲကွေတဘောကောင်းတဲ့ကလေးမရဲ့ရွာကိုအလေလာမေမင်းတို့အိမ်ရောက်တော့ွယ်မောင်ကိုပါကျွေးမေအော်ဘစ်ကီကက်လေးဒါမျိုးတွေကိုကိုငိုကကြွားမပြခြင်းနေမို့နှစ်တော်မဖောင်းမခင်စားပြခြင်းနေတဘောကောင်းတဲ့ကလေးမရဲ့ခင်တို့အိမ်မှာမိန်မိန်စားခြင်းနဲ့